K မှာဝင်းကတရုတ်ပြည်မှာရှိတဲ့ Huawei headquarter ကိုရောက်သွားပြီဆိုတာအားလုံးပဲသိပြီးသားပဲအခု K နဲ့အတူ Huawei headquarter ဘယ်လောက်ထိကြီးကျယ်ခမ်းနားလဲဆိုတာသွားကြည့်ကြရအောင် Huawei headquarter ကိုကြောင်းရမယ်ဆိုတော့တခြားလေး shrine ထားရမှာပေါ့အခုဆိုရင်ပဲတော်တော် Huawei Flip 2ဆိုတဲ့နှစ်ချက်ကိုမဖြစ်မနေရှိရမှာပဲ Huawei Watch Fit 5 နာရီကကြတော့ကျမ်းမာရေးအတွက်ကြည့်ရမယ်ဆိုတော့ပို့ပြီးတော့အရေးကြီးတာပေါ့ trip မတွားခင် bike ပြည့်အောင် hotel မှာပဲမနက်စာအရင်စားရတယ်အခုမှအပြင်စသွားတယ်ဆိုတော့လူတိုင်းကလမ်းဆန်းနေရပဲအခု K ရိုးကြောင်းနေတဲ့နေရာက Huawei မှာ product တခုထွက်ပြီးဆိုရင်သူ့ရဲ့အာနစ်တင်တို့ဘာလို့စမ်းတက်တဲ့နေရာစမ်းတက်ခန်းပေါ့ ဒီ device ကိုရှင်းမလို့ဒါဒီ level 1 position ကိုပဲ Huawei ကနေလိုက်ရတာပြောချင်တာ Huawei ရောကလူကတရုတ်စကားပဲပြောတတ်တာမလို့ K မှာဝင်ရစကားပြန်ဖြစ်နေပြီ ဒီကူးပြီးရင်ဟိုပါခန္ဓာကိုယ်အခြေအနေကဘယ်လိုလဲအဲ့လိုမျိုးအကုန်လုံးစမ်းတက်လို့ရ ဘာတွေဘာသာပြန်ခဲ့တာလဲကိုလည်းမသိဘူးစမ်းတက်ခန်းပြောပြီးတော့ဘာဖြစ်လို့ exercise လုပ်နေရလဲဥပမာ K ရိုပတ်ထားတဲ့ Huawei Watch Fit 5ဆိုတဲ့နာရီဘယ်လို exercise မျိုးမှာခန္ဓာကိုယ်အခြေအနေကဘယ်လိုဖြစ်နိုင်တာလဲဆိုတာသူတို့စမ်းတက်တာပေါ့ ပေါ်ဆုံးပြီးတော့မရဘူးတင်တယ် K မှာဝင်ရပုံစံက exercise အရန်လုပ်တဲ့ပုံစံဆိုတော့ climb ကိုအပေါ်ဆုံးထိရတယ်ဆိုပြီးတော့လူတိုင်းထင်နေရ မရတော့ တဝက်တော့မရောက်သေးဘူးအားကုန်နေပြီ ဟေးမရတော့ ကိုယ်တော့မရှိချင်တော့ဘူးနော်အဲ့လောက်ချင်တော့ညံ့တာလားခြေတော့ပါပုံသွားလေးအဝတ်စားလဲပြီးတော့အခြားဗီဒီယိုရိုက်ဖို့အတွက်ကလည်းမမေ့သေးဘူးစမ်းတက်ခန်းကနေထွက်လာတော့မျက်တောင်အတူကပြုတ်သွားပြီ ဆွမ်းလာ နေ့လည်စားပြီးတော့ K ရိုက Huawei ရဲ့ office town ကိုရောက်လာတယ် Huawei ရဲ့ပညာရှင်ကနိုင်ငံခြားနေလာတဲ့ပညာရှင်လည်းများတယ်ဆိုတော့နိုင်ငံခြားဆန်စောင့်ထားပေးတာ European town ဆိုပြီးတော့မှတော့နာမည်ရထားတယ်မသိရင်တော့ခရီးထွက်တဲ့လူတွေလာကြည့်ဖို့ Sydney spot နေရာလိုမျိုးထင်နေတာကြည်စမ်းဘယ်လောက်ချက်တည်ရှိရလဲခင်ဗျားတို့အဲ့လိုနေရာမှာအလုပ်လုပ်ရမယ်ဆိုရင်အလုပ်ထက်ချင်သေးလား European town ကကျေတော့တနေရာနဲ့တနေရာသွားဖို့ကိုရထားကစောင့်ထားပေးသေးတယ်အချမ်းအောင်မပြောသေးနဲ့ train station အောင်တော်တော်လေးကိုလာတယ် K က cameraman ကိုလွမ်းနေပြီနော်ဒီထဲမှာလဲတဲ့နေရာနဲ့တူပေမဲ့အဲ့ဒီအဆောက်အဦတွေအကောင်လုံးက Huawei ရဲ့ရုံးတွေပဲအဲကြောင့်မလို့အပြင်လူကတော်တန်နဲ့ဝင်လာလို့မရဘူး K တို့ဒီတစ်ခါကဧည့်သည်အနေနဲ့ရောက်လာတယ်ဆိုတော့တော်တော်လေးကိုကန်ကောင်းသွားတယ်အထဲမှာ coffee ဆိုင်ကလည်းအများကြီးရှိတယ် coffee ဆိုင်ထိုင်ရင်းနဲ့အလုပ်လုပ် Huawei ရဲ့ဝန်ထမ်းကတော်တော်ပျော်တာပဲနော်အဲ့ဒါကဘာလဲမန်းကြည့်လိုက်မသိရင်တကယ် Paris ရောက်လာတဲ့အတိုင်းပဲမလားဒါကလည်း Huawei စောင့်ထားတဲ့ library ပဲစမ်းရဖို့ library ဆိုပြီးတော့ခေါ်တယ်အပြင်လူတွေကလည်းဖိတ်ခေါ်ခံရင်ဝင်လာလို့ရတယ်အဓိကလည်း Huawei ရဲ့တိတ်ပံပညာရှင်တွေစာအုပ်ဖတ်ဖို့လိုတဲ့အချိန်ဆိုရင်ဖတ်ရဖို့ပဲတမိုင်းမှာနာမည်ကြီးရဲ့စာအုပ်တွေပုံတွေအများစုရှိတယ်လုပ်ငန်း library အနေနဲ့ဆိုရင် Asia မှာတော့အကြီးဆုံးပဲ influencer တွေနဲ့တမင်အတူတူစားရတာကြည်စံထုံးစံလိုပဲဆက်ပွဲပေါ်မှာဟင်းပွဲကမစုံသေးဘူး accessory ရစုံနေပြီခင်မာဝဲလည်းအတူတူပဲတော်တော်ရိုက်နိုင်တယ်နော် hotel ပြန်တော့မယ်ဆိုတော့မုံတွေပါညာတွေဝယ်အောင်မယ်တရုတ်ပြည်ရောက်ရင်အဲ့ဒီမာလာအဆက်ထုတ်ကိုတော်တော်စားချင်တာပဲမာလာအထုတ်စားရင်ဝူခုံးကားကြည့်ရင်လည်းနားတော့မယ် bye bye ကြည့်ပြီလားကောင်းရွေး